ကဲအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဘာကြောင့်အိုးဝေးဒီမှာဇက်တော့ဘလို့ခိုင်းရမလဲဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးနဲ့တခါလေးရှင်းပြမယ်လို့ဆိုရတယ်ကျွန်တော်တို့ဗီဒီယိုလေးကိုချက်တော့လိုက်ကြည့်လိုက်ပါနော်အိုင်ဒီမှာဇက်တော့ကဒီမှာပါတာနော်လက်ကင်တက်တဲ့ရဲ့အောက်မှာပါတယ်အဲ့တော့အခုကျွန်တော်တို့တော့ကိုအရင်ဆုံးထိုးထည့်မယ်ထိုးထည့်ပြီးလို့ရှိရင်ကျွန်တော်လက်ကင်ကိုဒီလက်ကင်ကိုစကနေမီကွာပြင်လိုက်နော်အဲ့လိုတန်းလေးထားမယ်ထားပြီးလို့ရှိရင်ကျွန်တော်စောစားခတ်ကြည့်ကဲတော့ကိုကျွန်တော်တို့အခုဒီဘက်လေးလှည့်မယ်အရင်ဆုံးဒီဘက်လေးလှည့်မယ်လှည့်ပြီးတော့ကျွန်တော်တို့ဖိကြည့်မဝင်သေးဆိုလက်ကင်လေးနည်းနည်းလေးကစားမယ်ဟောကစားလိုက်ချင်းတော့ဝင်သွားပြီဝင်သွားလို့ရှိရင်ဒီဘက်လေးကိုပြန်လဲအဲ့ဒါဆိုရင်မရသေးဘူးဟောသူကတော်တော်ဝင်ရမှာနော်ဒီလောက်အစုံလေးဝင်ရမှာဝင်သွားလို့ရှိရင်ဒီဘက်လေးကိုပြန်လဲလှည့်ပြီးတော့ကိုဆွဲတော့ဆိုတော့လို့ရှိရင်ဒါတော့ခတ်ပြီပေါ့နော်ဒီလက်ကင်ကအဲ့တော့ကပြီးတဲ့အနေထားကိုကျွန်တော်ပြမယ်တော့အိမ်ကဘယ်လိုဝင်နေလဲဆိုတော့မကြီးအတွင်းထဲကိုဝင်တွေ့ရလားနော်မကြီးတော့အိမ်ထဲအထဲထဲဝင်အဲ့ဒါမျိုးဆိုရင်ဇတော့ကတ်လို့အဆင်ပြေပြီကဲပြန်ဖြုတ်မယ်ဟေးဆိုလို့ရှိရင်ကျွန်တော်တို့အခုဒီမှာတော့လေးကိုထိုးထည့်မယ်ထိုးထည့်ပွားလို့ရှိရင်ဒီဘက်လေးကိုလှည့်မယ်လှည့်ပွားလို့ရှိရင်ကျွန်တော်တို့ဘယ်လိုဆွဲထုတ်မယ်ဆွဲထုတ်ပြီးသွားမှာတော့ကိုဖြောက်ပြီးတော့ပြန်ထားတကယ်တော့အဲ့လိုဆွဲထုတ်ကခတ်နေတဲ့အခါမျိုးလေးတွေဖြစ်မယ်ဖြစ်တဲ့အခါကျတော့ရှင်လက်ကင်လေးကိုနည်းနည်းလေးကစားပြီနော်သူကမန်နိုင်မှာပါတဲ့အဟလေးတစ်ခုရဲ့ဂျားထဲမှာဟိုဒီဇက်တော့ကအိမ်ကသူတို့နှိပ်လို့အတီးကအဲ့ဒီတည်းဝင်တာဖြစ်တဲ့အတွက်တကယ်လို့ထောင်းနေတာတို့ကလတ်နေတာတို့ဘာလို့ဖြစ်လို့ရှိရင်ကျွန်တော်တို့ကဇက်တော့ကိုပြန်ဖြုတ်လို့မရတာပဲရှိတယ်အဲ့တော့လက်ကင်လေးကိုဖြည်းဖြည်းချင်းကစားပြီးတော့မှသူတို့လှည့်ပြီးတော့အခုဒါဆိုရင်ဒါဒီကျွန်တော်တို့ဖြုတ်ရခတ်တယ်အဲ့ဒါလက်ကင်လေးနည်းနည်းလှည့်ပြီးတော့ကျွန်တော်ဖြုတ်တာနော်အဲ့လိုမျိုးလေးလုပ်ပြရမယ်ဒါဇက်တော့ရဲ့ခတ်နီးနဲ့ဇက်တော့ဖြုတ်နီးရဲ့ဖြစ်ပါတယ်ဘယ်လိုပြချက်လေးတွေရှိတတ်လဲဆိုတော့တော့ကိုဒီလိုခတ်ပြီးသွားလို့ရှိရင်တော့ဒီလိုပြန်ထိုးထည့်ရခတ်တဲ့ပြဿနာလေးရှိတယ်အခုကတော့ကျွန်တော်တို့စီဒီပိုင်းထည့်တာဝင်နေတာတော့ကိုဒီလိုပြန်ထိုးထည့်ရခတ်တဲ့ပြဿနာရှိအဲ့လိုမျိုးကြာလို့ရှိရင်ကျွန်တော်တို့လက်ကင်လေးကိုဘက်ဒီဘက်ကစားပြီးကစားရင်းနဲ့စိတ်ရှိလေးနဲ့တော့ကိုထိုးထည့်ပြီးတော့အဆုံးဝင်သွားလို့ရှိရင်အဆင်ပြေပြီအဲ့ဒါဆိုဒီဘက်လေးလဲလှည့်ပြီးရင်တော့လေးကိုဆွဲထုတ်ပြီးရင်ဒီလိုပြန်လှည့်ပြီးဇက်တော့ခတ်လို့ရပြီနော်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်တယ်ကျွန်တော်အကုန်လုံးနားလည်အောင်တေချာရှင်းပြပေးတာဖြစ်ပါတယ်ကျေးဇူးလည်းတင်ပါတယ်